နော်ချေ ပြမယ်အဲ့လူစကားမျိုးပြောရတာပျော်လို့ ဟုတ်ကဲ့ပြောပါ လူကတော့တဲ့ကျူကျေးစုကြောင့်နော်ဟိုအခုဖြစ်နေတဲ့အချိန်ကာလကြီးမှာအားလုံးကိုကြော်လာနိုင်ပါစေအားလုံးချုပ်ပြောလိုက်တာ ဟု နော် တ်ကဲ့ အားလုံးကိုကြော်လာနိုင်ပါစေနောက်ပြီးတော့အခုဒီလုပ်ငန်းကိုလေလေ ဟုတ်ကဲ့ အမြဲတမ်းအစင်မပြတ်ပဲနဲ့ ဟုတ်ကဲ့ ဆက်တိုက်စတိုက်ပေါ့နော်လုတ်သွားနိုင်ပါစေလှူနိုင်ပါစေနောက်ပြီးတော့အလူရှင်ဟိုအလူခံကြောတဲ့ဆာမကြီးတွေလည်းအသက်ရှည်ပြီးတော့ကိုကကုသိုလ်များများရအောင်သူတို့ကအသက်ရှည်ပြီးတော့နော်ကြောခံဆာမကြီးတွေလည်းအသက်ရှည်ပါစေဒါမှကိုလည်းကုသိုလ်များရနော်အေးအဲ့လိုလေးလည်းဖြစ်ပါစေနောက်ဟိုနောက်နေ့လဲဒီလိုမျိုးကြောခံနိုင်ပါစေလို့ကိုယ့်ဘာကိုဆူတောင်းပါတယ် ဟုတ်ကဲ့ပါ အားလုံးကြမှာကြကဲမိသားစုရှိရင်လဲ ဟုတ်ကဲ့ နော်မိသားစုအတွက်ကိုလဲအိမ်အောင်ဦးစီးအနေနဲ့နော်ကောင်းကောင်းမွန်မွန်ဥဆောင်သွားနိုင်ပါစေတာသမီရှိရင်တာသမီပညာရေးနော်ဟိုပြည်စုပြုထောင်နိုင်တဲ့ဖခင်ကောင်းတယောက်ဖြစ်ပါစေ ဟုတ်ကဲ့ နော်မိခင်နေဖခင်နေရှိသေးရင်လဲမိခင်ဖခင်နေရဲ့တာလိမ္မာလေးတွေဖြစ်ပါစေမိခင်လောင်းနေရှိရင်လဲမိခင်နေရှိရင်လဲအဲ့မိခင်တွေကတာသမီကိုကျမကြီးအစလူမှုရေးအစအိမ်မှာပြည်စုပြုထောင်တဲ့နေရာမှာလေနော်အကူလောက်တဲ့မိခင်လောင်းတွေဖြစ်ကြပါစေ